တလုံးပြတ်သွားတဲ့အခါအဲ့ဒါကကြောက်တုံးမဟုတ်ပဲလိတ်ဦးကြီးဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲတူတို့ရှိမှလိတ်ကြီးတစ်ကောင်အိမ်နေတာကိုလည်းတွေးလိုက်ရပါတယ်သူတို့အတန်မထွက်အောင်ထွက်ပြေးဖို့ကြိုးစားပြီးမဲ့ကာဘာတို့ကမတော်တဆဥကိုချိုးမိသွားပြီးအတန်ကြီးထွက်သွားပါတယ်။အဲ့ဒီအတန်ကြောင့်လိတ်ကြီးနိုးသွားပြီးသူတို့ကိုစားဖို့လိုက်ပါတော့တယ်။သူတို့အားလုံးတစ်တော်ထဲကိုထွက်ပြေးကြရပြီးအားလုံးအစားခံရတော့မဲ့အချိန်မှာပဲရုတ်တရက်တစ်တုံးကြီးတွေကလိတ်ကိုပစ်ထိုးလိုက်တာကြောင့်လိတ်ကြီးမေသွားခဲ့ပါတယ်။အဲ့ဒီတစ်တုံးတွေပစ်လိုက်တာကတော့အလက်ဇန်ဒါအန်ဒါဆန်ရှောင်ရဲ့အဖိုးဖြစ်နေပါတယ်။ရှောင်းကအဖိုးကိုတွေးလိုက်တာနဲ့အယမ်းဝမ်းသာပြီးပြေးဖက်လိုက်ပါတယ်။အဖိုးကဒူတို့ကိုဒူတယောက်တည်းအသက်ရှင်တန်ဖို့လှုပ်ထားတဲ့တစ်တဲတလုံးစီကိုခေါ်သွားလိုက်ပါတယ်။အဖိုးကဒီကျွန်းကစာအုပ်ထဲကစိတ်ကူးရင်ကျွန်းမဟုတ်ပဲစာအုပ်တွေထဲကအရာတွေကိုအမှန်တကယ်ဖြစ်လာစေခဲ့တဲ့နေရာဖြစ်ကြောင်းရှင်းပြပါတယ်။ဟန်နဲ့ရှောင်းတို့ကကိုရဲ့ message တွေကနေတဆင့်ဒီကျွန်းကိုရောက်လာခဲ့ပြီးတဲ့နောက်သူရဲ့စိတ်ထဲမှာအမြဲတမ်းတန်တရားတစ်ခုရှိနေတာကြောင့်ဒီကုတ် message ကိုအဖိုးပို့တာလားဆိုပြီးမေးလိုက်ပါတယ်အဖိုးကလည်းအံ့ဩသွားပြီးသူကဒီကျွန်းမှာတယောက်တည်းနေရတာကြောင့်ပြင်ပကလူတွေနဲ့ဆက်တွယ်ဖို့ရေဒီယိုတစ်လုံးကိုကိုယ်တိုင်တိစောက်ထားတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီရေဒီယိုကပုံမှန်လိုင်းနဲ့ signal ပို့လို့မရခဲ့ပါဘူးဘာလို့လဲဆိုတော့ဒီကျွန်းကတာမန်နေရမဟုတ်ပဲကဘာပေါ်ကမြေပုံတွေထဲမှာတော့မပါတလို့ signal ကလည်းလွယ်နဲ့မထွက်နိုင်တဲ့နေရာဖြစ်နေကြောင်းရှင်းပြပါတယ်တူရေဒီယိုက signal ပို့နိုင်ဖို့ဆိုရင်satellite တူတစင်းကတူတို့ကျွန်းပေါ်ကိုဖြတ်တန်းလာတဲ့အချိန်မှာဒါ signal ကိုအပြင်ကဘာစီကိုပို့လို့ရတာပါအဲ့ဒီလို satellite ဖြတ်တန်းတဲ့အချိန်မှာပဲတူရဲ့ message က signal ထဲကနေထွက်သွားပြီးအပြင်ကလူကိုလက်ခံနေတာဖြစ်ပါတယ်ဒါပေမဲ့အခုလက်ရှိမှာ satellite ကဖြတ်ပြီးသွားပြီးနောက်တစ်ခေါက်တူတို့ကျွန်းအပေါ်ကိုဖြတ်ရမယ့်အချိန်ကနှစ်ပတ်ကြာမှာဖြစ်ပါတယ်။ satellite ကနှစ်ပတ်လောက်ကြာမှဒီနေရာကိုပေါ်လာမဲ့စကားကိုကြားတဲ့အခါမှာဟန်ရဲ့မျက်နှာကချက်ချင်းတင်းသွားခဲ့ပါတယ်။ဒါပေမဲ့ရှောင်းကတော့ကျွန်းကိုတဘောကြပြီးဒီနေရာကအံ့ဩစရာကောင်းတယ်။နည်းနည်းလောက်တော့စူးစမ်းကြည့်ရအောင်လို့ပြောတာကြောင့်အဖိုးကလည်းမနေ့ပြန်တူတို့ကိုထူးထူးခြားခြားနေရာတစ်ခုခေါ်သွားမယ်ဆိုပြီးပြောလိုက်ပါတယ်။နောက်တစ်နေ့မှာအဖိုးကအားလုံးကိုလမ်းပြပြီးအလွန်ကြီးမားတဲ့အဆောက်အဦပြည့်ရှိရာနေရာကိုခေါ်သွားပါတယ်။အဲ့ဒီနေရာကတော့ပျောက်ဆုံးနေတဲ့မြို့တော့အတ္တလန်တစ်ဖြစ်နေပါတယ်။အတ္တလန်တစ်ဆိုတာကကမ္ဘာပေါ်မှာတကယ်ရှိခဲ့တယ်လို့ယုံကြည်ကြတဲ့ပျောက်ဆုံးမြို့တော်ကြီးဖြစ်ပါတယ်။မြို့တော်ဟာအပြည့်အစည်းတွေနဲ့ပြည့်နေပြီးပင်လယ်အောက်ကိုမြုပ်မသွားသေးတဲ့နေရာဖြစ်ပါတယ်။သူတို့အတ္တလန်တစ်မြို့ထဲကိုဝင်သွားပြီးအလယ်မှာရှိတဲ့ဖျားเจ้าလိုအဆောက်အုံကြီးကိုရောက်လာပါတယ်။အဲ့ဒီမှာထူးဆန်းတဲ့